ရှေ့ဆက်လျှောက်ဖို့ငါမအိမ်တွေမရှိပါဘူးဒီရင်မှာဝမ်းနေမှုတွေလူတွေတကယ်မသိပါဘူးအပေါင်းအသင်းတွေကြောင်းစိမ်ဝစ်စုံလေးနဲ့ကြောင်းတဲ့ချိန်မှာဒုက္ခိတလေးကျွန်တော်ဟာဝီချဲလေးနဲ့အိမ်မှာရှိမှန်ကြမထားရဲ့ပါပန်းနိုင်ဆိုတာတကယ်တော့ဝေးကြီးကျွန်တော်ပြေးပြီးစောကစားခြင်းနဲ့ဆူတောင်းနေအိမ်မက်လေးစီဘဝရဲ့နိဗ္ဗာန်ဆိုတာစိတ်ခံစားမှုတတ်ပါခုဘဝမှာကြည်ပါစေတော့တေကဝေကျွေးများနာနဖမ်းမကြဆုံးအားနေခဲ့တာကိုယ်ငါပြေတော့မပါတော့ငါရဲ့ခြေလက်များမတန်ဆွမ်းလို့တမ်းမအမိတက်ကြတယ်ထံရတွေရှင်နေမှများကြီးပဲဟိငါအလုံးရင်တော့ကနေရလေးခုမှကြုံလေးထိုင်ရင်နဲ့ရရှုံးမိထားတာပါခမရတို့ကြော်တက်သွားပါရှင်တို့ကြော်တက်သွားပါလောကကြီးမှာတိတ်လေးနေရင်နဲ့တိတ်စိတ်ပြေသွားတော့မှာငါရဲ့ဖြစ်ကဒုက္ခိတဘဝပါကွာငါချစ်တဲ့ပူရီတိုင်းတရားတွေရဲ့ဘေးမှာအသိငယ်ဆုံးသောနှလုံးသားလေးအပြရုပ်တစ်ခုပါဒီဖြစ်စိုးများကြောင့်မင်းရဲ့ရည်တွေဝဲလာစိတ်တဲ့တွေဖုံဖုံကြမိသားစုတော့ငါရှုပ်ထုတ်များလားကျွန်တော်လူဖို့မဖြစ်ချင်ဘူးဗျာတက်ဆွမ်းတဲ့လောက်လုံးပြမှာဖြစ်တဲ့နာလုံနေတဲ့ချိန်မှာဖြစ်ချင်တာတွေဆုံးရှုံးသွားတာမုံဆုံးဘဝမှာလူဆိုတာကံကြမ္မာစေခိုင်းတဲ့ရုပ်တရုပ်လားဗျာမတန်ပေမဲ့ဆွမ်းနေကျွန်တော်လူမိုက်တွေလို့မဆိုပါဘူးမတန်ပေမဲ့ဆွမ်းနေကျွန်တော်သူများဖြစ်စီမခိုးပါဘူးရှုံးသားစွာခုစိတ်တွေကိုနှိုးချနှိုးထားတာသူစိုးကြမှာသူဘေးမှာမြဲရှိခဲ့တဲ့မိကိုလည်းကျွန်တော်ချစ်တယ်လှုပ်ကြိုးစားပတ်စံနေရလာရင်ကစားခွင့်နေလိုက်ဖို့မယ်အဲ့လိုပြောတဲ့အမေကာတွန်းကားတွေကိုသူသားငယ်လေးကြိုက်လို့တဲ့ခွေဆိုင်မှာပြေးဝဲနောက်ပြီးအနေထိုင်ကမရွှေ့တဲ့ကျွန်တော်ကိုလည်းအမင်းစားချိန်တိုင်းခွန်လို့မညုံမြင်အမေထိုင်ကကြွေးတယ်ဟိငါအလုံးရဲ့နောက်ကနေရလေးတစ်ခုမှကြုံလေးထိုင်ရင်နဲ့ရရှုံးမိထားတာပါခမရတို့ကြော်တက်သွားပါရှင်တို့ကြော်တက်သွားပါလောကကြီးမှာတိတ်လေးနေရင်နဲ့တိတ်စိတ်ပြေသွားတော့မှာငါရဲ့ဖြစ်ကဒုက္ခိတဘဝပါကွာငါချစ်တဲ့ပူရီတိုင်းတရားတွေရဲ့ဘေးမှာအသိငယ်ဆုံးသောနှလုံးသားလေးအပြရုပ်တစ်ခုပါဒီဖြစ်စိုးများကြောင့်မင်းရဲ့ရည်တွေဝဲလာဖြစ်နိုင်ရင်တခြားသောကလေးတွေလို့ကျွန်တော်ကြောင်းတက်ခြင်းနဲ့ဗျာဖြစ်နိုင်ရင်ကလေးတစ်ပါးဝတ်ငယ်ချင်းနေနဲ့ခုံပေါက်ပြေးလွှားခြင်းနဲ့ဗျာဖြစ်နိုင်ရင်ဝီချဲလီဘောကဆင်းပြီးကျွန်တော်လမ်းလျှောက်ခြင်းနဲ့ဗျာဖြစ်နိုင်ရင်ဆင်းရဲလုံးနဲ့မိကိုကျွန်တော်ပြုစုခြင်းနဲ့ဗျာဟေးဘဝကခါတဲ့ဒီအိမ်မဆိုးတွေကြားတွေကရှုံးထွက်ခြင်းနဲ့တင်ညာဖွင့်ပြမှုအားနေတော့ငါမှာခွင့်ရဆိုတာဘယ်တော့မှမရပါထင်သေးနေတာလူတချို့ရဲ့အကြည့်များဟေးငါအလုံးရဲ့နောက်ကနေရလေးတစ်ခုမှကြုံလေးထိုင်ရင်နဲ့ရရှုံးမိထားတာပါခမရတို့ကြော်တက်သွားပါရှင်တို့ကြော်တက်သွားပါလောကကြီးမှာတိတ်လေးနေရင်နဲ့တိတ်စိတ်ပြေသွားတော့မှာငါရဲ့ဖြစ်ကဒုက္ခိတဘဝပါကွာငါချစ်တဲ့ပူရီတိုင်းတရားတွေရဲ့ဘေးမှာအသိငယ်ဆုံးသောနှလုံးသားလေးအပြရုပ်တစ်ခုပါဒီဖြစ်စိုးများကြောင့်မင်းရဲ့ရည်တွေဝဲလာ